ရင်ဝင်များနဲ့လွန်ခဲ့ဘူးတဲ့နေရာရဲ့ဘယ်တော့မှပြန်မရတော့ဘူးထင်တယ်အကြောင်းမျိုးမျိုးကြောင့်ဆုံးရှုံးခဲ့ပြီမို့မိသားစုရဲ့တို့ဖို့ဖို့တို့အမွေအစင်မပြေမှုတွေကြောင့်ပေါင်နှံထားရသောခြေနေအကောင်နေချက်ခဆဲတရေလိုတိုင်းလည်းပဲဆွဲလန်းစိတ်ကငါကိုပေးစီရဲ့ပြန်လေကခွင့်ရှိသေးရဲ့နောက်ဆုံးတစ်ခေါက်ဖြစ်နေအားလုံးရှိမှဒူထောက်ပြဖို့ဝယ်မလေးမိသားစုရဲ့တို့ဖို့ဖို့တို့မွေအစင်မပြေမှုတွေကြောင့်ပေါင်နှံထားရသောခြေနေချက်ကျွေရမည်ချမ်းဝလေးကရင်တိုင်းမဲလားသစိမ်းသူတွေချာငန်နေမလားအိုအေးလေးငါတို့ရဲ့အတိတ်ချေရတွေ